Redmi K series ဆိုတာ performance ကျန်းတယ်ဈေးလည်းတန်တယ်အဲ့လို price to performance ကျန်းတဲ့အတွက် game မှာယောက်ျားလေးတွေကြိုက်တာမဆန်းဘူးဆန်းတာကဒီနှစ် K90 series မှာယောက်ျားလေးတွေပြင်မိန်းကလေးတွေပါကြိုက်လာတာကိုတွေ့ရတယ်ဘာလို့မိန်းကလေးတွေက K90 series ကိုကြိုက်တာလဲပြီးရင် K90 series မှာဘာတွေတိုးတက်လာတာလဲမိန်းကလေးတယောက်အနေနဲ့ gaming ဖုန်းတစ်လုံးကိုဝယ်တင်လားမဝယ်တင်လားဒီဗီဒီယိုလေးမှာကျွန်တော်ပြောပြပေးသွားမယ်ဒီဆုံးပြောရရင် display နဲ့ design ပိုင်းပဲမိန်းကလေးတွေကြိုက်ရတဲ့အကြောင်းအရာလဲအဲ့ဒါလဲပါတယ်မနေ့ကထွက်ခဲ့တဲ့ Redmi K80 series နဲ့ရှင်ရင်ဘာမှမဆိုင်တော့ဘူးကင်မရာအထားသူတွေကဆိုလုံးဝကွဲလွဲသွားတယ် K80 series မှာတော့စဝိုင်းပုံစံကင်မရာလေးကနေပြီးတော့အခုက၄တောက်ပုံစံပြောင်းသွားတယ်အဲ၄တောက်ကင်မရာလေးကိုမှအပေါ်ကနေတော့ glass back အကြည့်လေးအုပ်ပေးလိုက်တယ်ပြီးရင် sound ပိုင်ဖို့ဆိုတဲ့စာလေးရေးပေးလိုက်တာကလုံးဝထားကြပါတယ်ဒီဖုန်းရဲ့ size က 6.59 inch ရန်ကြီးလုံးနဲ့တည်းရန်သေးလုံးနဲ့တည်းမပါဘူးအလဲလက်အနေထားလောက်လေးဒီနှစ်က K80 series ရှီမျိုးမျိုးပုံစံကြီးကနေကွဲတော့ပါပြီဒီနှစ်ကဘေးဘက်လေးတွေကိုအနှင်းငယ်ချဲ့ပေးလိုက်တဲ့အတွက်က100ကင်လိုကောင်းတဲ့အနေထားလေးဖြစ်သွားတယ်သူ့ရဲ့ size ကပေါ့နော်ဒါပေမဲ့ K90 Pro Max မှာကျတော့စကွင်ဆိုင်ကြီးက 6.9 inch ထိကြီးတယ်သူ့ကိုကြတော့ဗီဒီယိုကြည့်မယ်ဂိမ်းဆော့တဲ့အခါမျိုးကြရင်အားရပါရကြည့်မယ်သုံးမယ်ဆိုတဲ့လူတွေတော့ကတော့အဆင်ပြေတယ်ပေါ့နော်ဒီကောင်ရဲ့ display တွေက 1.5K resolution OLED display နဲ့ 120Hz refresh rate ရတယ် Free Fire နဲ့မှာဆိုရင်လည်း3500နစ်ထိအတူတူပဲအားအကြောင်းကိုအပြင်နေသွားတဲ့အခါနေအောင်အောက်မှာဖုန်ကြည့်တဲ့အချိန်ကြရင်သူ့ရဲ့ display ကအလင်းမှိန်သွားတာအလင်းပြန်နေတာအဲ့လိုမျိုးကြုံရမှာမဟုတ်ပြီးတော့ဒီကောင်တစ်ခုလုံးရဲ့ display ကိုကြည့်လိုက်မယ်ဆိုရင်ရုပ်တရက်ကြည့်လိုက်တာနဲ့ဟာ iPhone display လိုမျိုးထင်သွားလောက်တဲ့အထိကို display ကကောင်းတယ်ဘာလို့လဲဆိုတော့မှန်ရဲ့၄ဘက်၄လံတောက်လေးတွေက၄တောက်ဆန်ဆန်မဟုတ်တော့ဘဲနဲ့နည်းနည်းဝိုင်းဝိုင်းလေးတွေလှုပ်လာတယ်ပေါ့ပြီးရင်ဘီပေါင်းပေစဲလေးတွေကလည်းတော်တော်လေးကိုပါတယ်မစိုးတလောက်လေးတွေုံပဲမြင်ရအောင်လောက်လေးတွေပဲရှိတယ်ပြီးရင်ဒီ K90 series ကဒီနှစ်မှာ gaming ဘိုက်ဆိုပေမဲ့ display နဲ့ design ပိုင်းတွေမှာတော်တော်လေးကိုအလေးထားလာတာတွေ့ရတယ်ကြည့်လိုက်တာနဲ့ဗျာကာလာအဆပေါ့အဖြူဆိုလဲအဖြူတရောင်နဲ့သွားတယ်တူတုံးလေးပိုင်းလုံနေတော့တခါလဲအငြိမ်လေးပဲအားကြောင့် K90 series ကဒီနှစ်မှာ gaming bike ဆိုတာထက် flash ဆက်ဆန်ဘက်ကိုပို့ပြီးအလေးပေးထားတယ်ဆိုတာမြင်ရတယ်အခုကင်မရာဘက်ကိုကျွန်တော်ဆက်မပြောခင်ဒီနေရာမှာကျွန်တော်အကြံပြုစရာလေးတစ်ခုရှိတယ်အဲ့ဒါကကင်မရာဆိုရင်ကောင်းကောင်းလေးလူချင်းနဲ့ဓာတ်ပုံလှလှလေးတွေလူချင်းနဲ့ဗီဒီယိုရရင် quality ကောင်းကောင်းလေးရချင်နေဆိုတဲ့သူတွေက Redmi K90 Pro Max ကိုဝယ်တာပိုဆင်ပြေလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ Redmi K90 Pro Max မှာသုံးပေးထားတဲ့ကင်မရာတွေက Xiaomi 70မှာသုံးထားတဲ့ကင်မရာ setup တွေနဲ့အတူတူပဲလိုက်ကဟုတ်တာမှုတာလေးကွဲရုံလေးတွေ K90 Pro Max ရဲ့ကင်မရာသုံးခုစလုံးက50 megapixel တွေပဲ main ကင်မရာမှာဆိုရင် Xiaomi ရဲ့ Light Hunter 950စင်သာကြီးထည့်ပေးထားတဲ့အတွက် dynamic range ကောင်းကောင်းနဲ့ပုံထွက်လှလှလေးတွေရိုက်လို့ရတယ် Xiaomi 70မှာရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့ K90 Pro Max ရဲ့ဓာတ်ပုံတွေနဲ့ရှင်ကြည့်လိုက်တဲ့အခါမှာသူတို့နှစ်ခုကတိတ်မကွာဘူးပုံထွက် quality တွေကလှတယ်သူလိုက်ကာလေးမပိုင်အောင်လေးတင်ပဲပေါ့နော်အဲကြောင့်ကာလာလေးတွေနေငွေကွဲလဲတာလေးတွေရှိတယ်ဒီနှစ် K series ကမနစ်က Redmi K series တွေထက်ကင်မရာဘိုင်းမှာတော်တော်တိုးတက်လာတယ်ပို့ပြီးတော့လဲလှလာတယ်ကင်မရာပုံထွက်လေးတွေကအခု K90 base model ကိုပဲကြည့်လိုက်သူ့ရဲ့ကင်မရာကမကောင်းလို့ပြောလို့ရတဲ့ထဲမှာမပါတော့သူဆန်တဲ့ gaming ဖုန်းအခုဈေးတန်းဝန်းကျင်မှာကင်မရာကောင်းတဲ့ထဲပါလာပြီ gaming ဘိုင်းမှာဆိုရင် K90 ကမနစ်ကထုတ်ခဲ့တဲ့အကောင်းဆုံး SoC Snapdragon 8 Elite ကိုသုံးပေးထားတယ် K90 Pro Max မှာကြတော့ဒီနှစ်ထွက်အကောင်းဆုံး SoC Snapdragon 8 Elite Gen 5 3nm ချစ်စက်ကိုသုံးပေးထားတယ် K90 Pro Max မှာကြတော့ D2 Independent Graphics chip ဆိုပြီးအပိုတစ်ခုပါတယ်အဲ့ဒီ chip လေးက main processor အလုပ်လုပ်တာကို short ချပေးပြီး AI Super Resolution နဲ့ Dynamic Frame ပြန်လှန်ချိန်ညှိတာတွေကိုလှုပ်ဆောင်ပေးတယ်ကိုကဗီဒီယိုကြည့်တဲ့ဂိမ်းဆော့တဲ့အခါကြီးကြရင်ဒီ chip ကြောင့်ပိုပြီးကြည်လင်ပြတ်သားတဲ့ resolution တွေကိုရစေတယ်အဲ့ဒီပြင်ဂိမ်းဆော့တဲ့အခါကျရင်လည်း FPS တီတီငြိမ်ငြိမ်နဲ့ကစားနိုင်မယ်လို့သူတို့ကတော့ကြွယ်ထားတယ်ဒီလောက်ကြမ်းပြီးကျွတ်ပြီးဆိုတဲ့ SoC တွေကမပူပဲနဲ့တော့နေရမှာမဟုတ်ဘူးအဲ့လိုအပူချိန်လွန်ခဲ့ရတဲ့အခါမျိုးရရင်ထိန်းချုပ်ဖို့အတွက် K90 Pro Max မှာက 6900mm square အကျယ်ဝန်းရှိတဲ့ 3D ice cooling area ကြီးပါတယ်အဲ့တော့ကြောင့်အရန်အပူချိန်လွန်ခဲ့တာမျိုးတွေကိုမတွေ့ရဘူး gaming တက်ဗီဒီယိုတွေကြည့်ရတဲ့လောက်က K90 Pro Max မှာဆိုရင် mobile legend ဆော့တဲ့အခါမျိုးကြရင်
ပူတဲ့ပူချိန်ထက် PUBG ဆော့တဲ့အခါမျိုးကျရင်ပူတဲ့ပူချိန်ကပုံများနေမိုဘိုင်းလင်းချက်ထက်ပေါ့အဲ့လိုပဲကန်ရှင်ဘက်ဆော့တဲ့ပူချိန်က PUBG ဆော့တဲ့ပူချိန်နဲ့ပုံများတယ်အဲ့ဒါကကန်ရှင်ဘက်ကျတော့ graphic အရန်စားပြီး graphic တုတ်တဲ့ game ဖြစ်တဲ့ကြောင့်ဒါကတော့လည်းပိုပူတာမျိုးတွေ့ရတယ်ပဒီလည်းနည်းနည်းပိုစားတယ်ပေါ့ PUBG တို့ mobile legend တို့တက်ဒါကိုစော့တဲ့ game ပေါ်မူတည်ပြီးပူချိန်ထွက်တာဗယ်ဒီစားတာတွေကွဲလွဲတာတွေ့ရတယ်ဒီဖုန်းနဲ့လက်နှချောင်း game တွေဆော့မယ်ဆိုတော့တာယာပဲဘာမှပူရမလို့ graphic မြင် FPS မြင်နဲ့ AC ဆော့လို့ရတယ် PUBG ဆော့မယ်ဆိုရင် graphic ကို super smooth မှာထား frame rate ကို 120 fps နဲ့ဆော့လို့ရတယ်ဟို K90 Pro Max ကြီးပဲအရင်ကောင်းနေပြီးတော့ K90 ကျတော့မကောင်းလားဆိုတော့ကောင်းတယ် K90 Pro Max လည်းဂိမ်းဆော့တာအဆင်ပြေတယ်လက်နှချောင်း game တွေနဲ့ဘာမှပြောစရာမလိုဒါပေမဲ့ K90 နဲ့ PUBG ဆော့ခြင်းတဲ့လူတွေကလောလောဆယ်မှာတော့120 fps နဲ့ဆော့လို့မရသေးဘူး90 fps ပဲပွင့်သေးတယ်China အလုံးဖြစ်တဲ့အတွက်ကြောင့်လည်းပါလိမ့်မယ်ပေါ့နောက်လာမယ့် upgrade တွေကြာမှာ K90 က PUBG 120 fps နဲ့ဆော့လို့ရလောက်မှထင်တယ်နောက်ဆုံးအနေနဲ့ကစပီကာပိုင်းပေါ့စပီကာပိုင်းမှာ K90 နဲ့ K90 Pro Max နှစ်ခုလုံးကို Boss နဲ့ collaborate လုပ်ထားတဲ့စပီကာကြီးသုံးမိထားတယ် K90 Pro Max မှာအပေါ်စပီကာနှစ်ခုကို 1115S Ultraline နဲ့စပီကာမျိုးစားတက်ပြီးထားတယ်အဲ့ဒါပြင်မှာကင်မရာ module ပေးနာမှာ woofer စပီကာဆိုပြီးတီးတန့်တစ်လုံးမှာထပ်တက်ပေးထားတယ် woofer စပီကာပါရတဲ့ကြောင့်ဒီဖုန်းနဲ့သချင်းသားထားရင်တော့ဘစ်တန်ကိုတာမန်ဖုန်းတွေနဲ့ပို့ပြီးပြက်ပြက်သားသားကြားရတယ်အခုဒီဖုန်းကထွက်သမျှဖုန်းတွေထဲမှာစပီကာအကောင်းဆုံးဖုန်းဆိုပြီးတော့နာမည်ကြီးနေတာ K90 ရဲ့စပီကာတွေကြတော့အဲ့လောက်ထိကောင်းမနေဘူးဘာလို့လဲဆိုတော့သူ့မှာကတီးတန့် woofer စပီကာဆိုပြီးမပါတဲ့အတွက်ကြောင့်ဖြစ်တယ်ဟိုအပေါ်စပီကာလေးတွေကိုပဲ Boss နဲ့ collaborate လုပ်ပြီးထည့်ပေးထားတယ်ဒါပေမဲ့အတာမန်စပီကာတွေထက်ဆိုင်ရင်သူက bass တန်တွေပိုကောင်းလာတာကိုတွေ့ရတယ်အတန်တအားချဲလိုက်တဲ့အခါမျိုးတွေကျရင်အတန်ပြေးသွားတာအတန်လုံးသွားတာအဲ့ဒါမျိုးတွေမဖြစ်ဘူးအတန်ကိုတည်တည်ငြိမ်ငြိမ်ထုတ်ပေးနိုင်တယ်ပြောမယ်ဆိုပြဒီ Boss နဲ့ collaborate လုပ်ထားတဲ့စပီကာတွေကအတန်ကိုကြည်ကြည်ဆူဆူဖြစ်တာထက် bass တန်ကောင်းကောင်းအတန်ကိုတည်တည်ငြိမ်ငြိမ်နဲ့ပိုပြီး quality ဆန်ဆန်ထုတ်ပေးတယ်လို့ပြောရင်ပုံမှန်လိမ့်မယ်နှစ်ချုပ်အနေနဲ့ပြောရရင် K90 ကိုဝယ်ရမယ့်လူတွေကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့ကိုကကင်မရာပိုင်းကိုရန်ဦးစားမပေးဘူးဂိမ်းဆော့မယ်ဘတ်ဂျက်ချွေတာကြီးနေဆိုရင်တော့ K90 ကိုရွေးလို့ကောင်းတယ်ကင်မရာပိုင်းကစိုးတဲ့ထဲမပါဘူးတော်ယုံတန်ယုံနေထားလောက်ထိကိုတော်တော်ကောင်းကောင်းထိကိုရိုက်လို့ရတယ်ပြီးရင်ဂိမ်းကိုလည်းအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ဆော့လို့ရတယ်ပူစရာမလိုဘူးပေါ့K90 Pro Max ကိုကြတော့ဟိုကင်မရာကိုလည်းအကောင်းဆုံးမှာဂိမ်းကိုလည်း share ကြီးဆော့ခြင်းတယ်အဲ့ဒါပြီးရင် Box နဲ့ collaborate လုပ်ထားတဲ့စပီကာကိုလည်းသဘောကျတယ်ဆိုရင်တော့ K90 Pro Max ကိုဝယ်တာပိုအဆင်ပြေလိမ့်မယ်စပီကာပိုင်းမှာလည်း K90 တဲ့ဆိုင်တော့ K90 Pro Max ကပိုတိတတာကောင်းတယ်အဲ့ဒါပြီးရင် other brand တွေထက်ရှင်းမယ်ဆိုရင်စပီကာပိုင်းက K90 Pro Max ကပိုကောင်းနေတယ်ပေါ့ကောင်းဆိုတဲ့ຢာတွေကိုလိုချင်တယ်ဆိုရင်တော့ပတ်စံလေးနည်းနည်းထပ်ဆိုင်လိုက် K90 Pro Max ကိုဝယ်လိုက်တာပိုအဆင်ပြေလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်အခုဗီဒီယိုဆုံးအောင်ကြည့်ပြီးတဲ့အတွက်